right energy source မှန်တဲ့အင်အားမှန်တဲ့ခွန်အားသူ့ရဲ့ source သူ့ရဲ့လမ်းကြောင်းမှန်မို့လို့လားပြောချင်တာကကျွန်တော်တို့နေ့တိုင်းကျွန်တော်တို့ရဲ့ energy ကျွန်တော်တို့အတွင်းထဲမှာရှိတဲ့ power ကျွန်တော်တို့အဲ့ဒါကိုသုံးရလားမသုံးရလားဒါပေမဲ့ကျွန်တော်တို့ရဲ့ energy ကပြောဘယ်ကနေလာလဲကဲဆိုပါစို့လူတစ်ယောက်တွေဟလာဒီ physical body အတွက်ကတော့ဒီ energy ကကျွန်တော်တို့အစားအသောက်ကလာမယ်ကျွန်တော်တို့လက်ချင်ငယ်လှုပ်ခြင်းကနေလာပါလိမ့်မယ်ကျွန်တော်စားတဲ့အစားအသောက်တွေနော်ဒီအစားအသောက်တွေကကျွန်တော်တို့ရဲ့ energy ကိုကျွန်တော်တို့ဖြစ်စေတာဟုတ်ဒါကတော့မှန်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့ spiritual ကျွန်တော်တို့မိသားစုရဲ့ energy ကျွန်တော်တို့မိသားစုရဲ့ဝိညာဉ်ရေးကိုယ်သားသမီးတွေရဲ့ energy သူ့ရဲ့ energy ဘယ်ကလာလဲအဲ့တော့ဖယားစီကအာယူပြီးအသက်မရှင်တတ်ရင်ဟုတ်ပြီနော်လူငယ်တစ်ယောက်ကမိသားစုဟာအသက်တာတစ်ခုကသူ့ရဲ့ energy source သူ့ရဲ့ခွန်အားအရင်အမြစ်ကဖယားနဲ့ဖယားနှုတ်ကပတ်တော်ပဲဆိုတော့မသိရင်ဒီကာလမှာပို့ပြီးစိတ်သက်ကြစရာများလာလိမ့်မယ်မှန်တဲ့ခွန်အားဒီဘယ်ကနေလာလဲအဲ့ဒီမှာယေရမိပြောပြီကျွန်တော်မပြောလဲကောင်းကင်ဘုရားရှင်ဖယားသခင်ထာဝရဘုရားတဲ့အကျွန်ုပ်တွေ့တော့နှုတ်ကပတ်တော်စကားကိုဘာလို့လဲဒါဆိုရင်နေ့တိုင်းဒီဖယားနဲ့ဆိုင်တဲ့သူကဘာကိုတွေးဖို့လိုလဲနှုတ်ကပတ်တော်ကိုတွေးဖို့လိုတယ်ဒီနှုတ်ကပတ်တော်ကသူ့ရဲ့ power ဒီနှုတ်ကပတ်တော်ဟာသူ့ရဲ့ source အားလုံးရဲ့အရင်းမြစ်ဖြစ်တယ်ဆိုတာနံပါတ်1ချက်သူသိတယ်ပြီးတဲ့အခါမှာနှုတ်ကပတ်တော်ဒီအကျွန်တော်ဝမ်းမြောက်ရှင်လန်းစရာအကြောင်းဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်အားပေးခြင်းနဲ့ယေရမိကနှုတ်ကပတ်တော်နေ့တိုင်းတွေ့တယ်ယေရမိကနှုတ်ကပတ်တော်အဖြစ်သူဝမ်းမြောက်တယ်ဆိုတော့သူတတ်သိခံတယ်ဒါကြောင့်မို့ဒီနေ့သင်အိမ်ဒီနှုတ်ကပတ်တော်ကိုမိသားစုတွေအားလုံးကနေ့တိုင်းနှုတ်ကပတ်တော်ကိုတွေ့တဲ့အသက်တာဖြစ်စေပါအရောက်တိုင်းဒီနှုတ်ကပတ်တော်အားဖြင့်ရှင်လန်းသောသူတွေဖြစ်ဖို့တူတယ်